ရင်ထဲမှာငိုနေတဲ့မိန်းကလေးရဲ့အလုံးတီးသွားခဲ့ပြီမဲ့ပြန်မလာမဲ့လဲဟာငြိမ်သက်တိတ်ဆိတ်လို့နေတယ်တရွက်ကြကျွေချေတမ်းများလားအတူနေခဲ့ဘူးတဲ့အင်္ဂလိပ်ထဲမှာအခွင့်လို့ချင်းဆိုတဲ့အခန်းလေးရှိသေးတယ်ဒီနဲ့စွာခံယူမဲ့မိန်းကလေးရဲ့မင်းရဲ့လေကွမ်းများစွာတဲ့အသားရနေတဲ့သူယုံစား